ဒီ page က copyright လေးချိန်ထိပြီးမှ page quality အနီရန်ဖြစ်ပြီးဒီ page မှာတင်တဲ့ admin account ပါအနီရန် straight ထိတော့ခဲ့မှာ page reach engagement နဲ့အရန်ကိုကြာပြီးမှ service data page တစ်ခုဖြစ်တဲ့ကျွန်တော်ဘက်ကနေဒီ page ကိုတေချာစစ်ဆေးပြီးဖြစ်နေတဲ့ error တွေကိုဖြေရှင်းပြီးရှိနေတဲ့အမှားတွေကိုအားလုံးဖြတ်ပြီးမှ Facebook တင်မှု request ပြုတင်ပေးလိုက်တဲ့အချိန်မှာရက်ပိုင်းအတွင်းနဲ့ပဲ page ကဆင်းတော့ခဲ့တယ် profile နဲ့ဆင်းတော့ခဲ့တဲ့အတွက်ကြောင့်မို့ဒီ page ကpage not recommendation အပိုင်းနဲ့ enable ဖြစ်လာတဲ့အတွက်ကြောင့်မို့ဒီ page မှာတင်လိုက်တဲ့ post content တွေအားလုံး reach engagement တက်ပြီးလာတယ်နောက်တစ်ခုကျတော့ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေလည်း Facebook က automatic suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အသစ်တွေတိုးပြီးလာတယ် reach engagement အသစ်တွေတိုးပြီးလာတဲ့အတွက်ကြောင့်မို့ page ရဲ့ performance တွေတိတိတတ်ကောင်းလာတယ်နောက်တစ်ခုကဒီ page owner ကိုလည်း page မှာ copy post copy တက်ပုံ copy စာသားတွေကို corporate looking အောင် reuse content looking အောင်ဘယ်လိုတင်သွားရမယ်ဆိုပြီးအားလုံးအသေးစိတ်ပြောပြပေးတဲ့အတွက်ကြောင့်မို့ကျွန်တော်ပြောတဲ့အတိုင်းလိုက်နိုင်ပြီးတင်တဲ့အတွက်ကြောင့်မို့ page ရဲ့ performance ကအရင်ထက်ဆိုင်တိတိတတ်ကောင်းလာခဲ့ပါတယ်ယုံကြည်ပြီး service အတွက်အထူးကိုကျေးဇူးတင်ပါတယ်